ဖြူအောင်အဲ့လိုမျိုးဂရုံးတုံးတော့ဖုန်းကြီးလူထွက်ကေတော့နည်းနည်းချိန်တော့ဆိုအဲ့ပုံစံနဲ့အပြင်တိတ်မထွက်ရဲဘူးကိုနည်းနည်းမှန်ကြည့်လိုက်လန့်လန့်သွားလို့ရင်ခုန်တန်းဦးစားပေးတယ်ကျွန်တော်နဲ့တွေ့ရလူကဒါပေမဲ့ကျွန်တော်ရင်ခုန်လိုက်ပြီဆိုရင်ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ရင်ခုန်ခြင်းပဲသူဒီကိုယ့်ရဲ့အချစ်စစ်အချစ်မှန်ပဲကျွန်တော်တရုတ်ဆောင်တယောက်အတွက်ကောဒါတရုတ်ဆောင်မဟုတ်ဘဲနဲ့ကျွန်တော်ဒီပုံမှန်daily life မှာဖြတ်တန်းနေရလူတယောက်ဖြစ်နေမယ်ဆိုရင်လည်းကျွန်တော်ကိုယ့်ရဲ့ confidence ကိုတည်ဆောက်ဖို့အတွက် fashion ကတော့အရေးကြီးရပဲပေါ့နော်ဒါပေမဲ့ fashion ဆိုတိုင်းလည်းကျုံလို့တော့မရဘူးပေါ့ fashion ဆိုတာလည်းကိုယ်နဲ့ live ဖတ်မှပဲfashion ဖြစ်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်တို့မျိုးစုံchanges လုပ်ကြည့်တယ်ပေါ့နော်ခါရီတိုင်းတော့မလိုက်တာတွေလည်းရှိတယ်လိုက်တာတွေလည်းရှိတယ်မလိုက်ဘူးဆိုရင်တော့ကိုယ့်ရဲ့တပ်ပါတီပြောတဲ့စကားတွေကိုကျွန်တော်ကပြန်ပြီးတော့နားထောင်ရတာပေါ့နော်ကိုလှုပ်ချင်တာကြီးကိုပဲစွတ်လှုပ်လို့မရဘူးကိုကြိုက်တာကြီးကိုဝတ်ပြီးသူများမျက်စိနှောက်နေကိုလည်းမဟုတ်ဘူး fashion ဆိုတော့ကိုကိုကြည့်လိုက်ပြီးတော့လည်းagent သွားတာမျိုးအမြဲတမ်းfashion ကိုတော့ view site ဖြစ်ပါတယ်အဓိကကိုနဲ့ live ဖတ်ဖို့ရည်ကြည့်ရပါပေါ့ကိုလှုပ်ချင်တဲ့ပုံစံအများကြီးကြုံပြီးလှုပ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့အရှိမလည်းကျွန်တော်သပင်အနီတွေလည်းစိုးတယ်ဟိုတလောဆိုပြီးကျွန်တော်အယောင်တွေလည်းချွတ်တယ်သပင်လေးတော်ပါနေပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်မှ record ရပြီဆိုတော့ကျွန်တော်အဲ့ပုံစံ change လိုက်တယ်ပေါ့ဒါပေမဲ့ကို live မှာဒီလိုလေးလုပ်ဖူးရဲဆိုတာရပြီပေါ့အဓိကတော့အဲ့ပုံစံကြီးနဲ့ကျွန်တော်သပင်အယောင်အဖြူအောင်အဲ့လိုမျိုးဂရုံးတုံးတော့ဖုန်းကြီးလူထွက်ကေတော့နည်းနည်းချိန်တော့ဆိုအဲ့ပုံစံနဲ့အပြင်တိတ်မထွက်ရဲဘူးကိုနည်းနည်းမှန်ကြည့်လိုက်လန့်လန့်သွားလို့ဒါပေမဲ့ဓာတ်ပုံလေးရရင်တော့ကျွန်တော်ကအများနဲ့ retouch data ကောင်းကောင်းကင်တော့ပုံလေးကလှသွားတာပေါ့မာရေဆိုတဲ့အတွက်ကိုကြိုက်တဲ့ပုံစံပြီးသွားရင်တော့ပြန်ချိန်လိုက်ပါတယ်အစင်တာပေါ့အဲ့ဒါအဓိကတော့ကျွန်တော်ရဲ့ idea သူတို့ idea ကို50-50ပေါင်းကြတာပေါ့နော်သူတို့ကဒီလိုလိုက်မယ်ဆိုရင်ကျွန်တော်ကလည်းပြန်စဉ်းစားတယ်အဲ့တော့50-50နောက်ဆုံး balance ဖြစ်သွားပြီဆိုရင်အဲ့ပုံစံကိုအတီထားပြီးတော့ချိန်လိုက်တယ်ပေါ့နော်ဟုတ်ကိုကြည့်ပြီးတော့လေရွှေတင်ရလောက်တဲ့ fashion မျိုးကိုကြည့်ခဲ့အဲ့လိုတော့တခါမှမကြုံဘူးဗာလဲကိုစင်လိုက်တဲ့ fashion ကကို confidence ရှိရမယ်ဆိုတော့စိတ်ကိုမွေးထားတဲ့အတွက်ကိုမှန်ကြည့်လိုက်ရင်တော့အမြင်ကြိုက်နေတာပဲဟုတ်ကျွန်တော်လိုက်တဲ့မမအကြီးကြိုက်မောင်လေး fashion အောင်ကိုကြိုက်တယ်အဲ့ဒါကျွန်တော်ကိုပေးလိုက်တဲ့အိုက်စာရွက်ထဲမှာကျတော့သူကမမကြီးကမောင်လေးကိုတွေ့မဲ့ပုံစံဆိုကျွန်တော်စဉ်းစားတာပေါ့နော်အမတို့ဘယ်လိုကြိုက်လဲတော့မသိဘူးကျွန်တော်အဲ့လိုပေါ့ပါလေးရွေးလိုက်ရင်တော့ပို့ပြီးတော့မမကြီးတို့အဆင်ပြေမယ်ကျွန်တော်အဲ့ outfit ကိုနည်းနည်းစဉ်းစားပြီးရွေးလိုက်တာပေါ့နော်ဟုတ်မမလည်းပတ်သက်ပြီးတွေ့ကြုံရှိတာပေါ့မရှိပါဘူးကျွန်တော်မောင်လေးရွယ်မဟုတ်တော့နည်းနည်းအသက်လက်ပိုင်းရောက်သွားပြီဖြစ်တော့နည်းနည်းတော့ကိုကြီးရွယ်တော့ဖြစ်လာပြီပေါ့အင်းမော့မမအယူအဲ့လိုပုတ်တော့ကြံခဲ့ပြီဒါမဟုတ်အဲ့လိုတော့မဟုတ်အမရဲ့ဒါပေမဲ့အဲ့လို interview တွေမှာတော့ဘယ်လို type တွေဘယ်လိုပြောပြမယ်ဒါပေမဲ့လက်တွေ့မှာဘယ်လိုဖြစ်လာလဲဆိုတာဘာမှပြောလို့မရဘူးဖြစ်တဲ့အတွက်အကုန်လုံးချစ်ပါတယ်ရင်ခုန်တဲ့ဦးစားပေးမှာပေါ့ရင်ခုန်တဲ့ဦးစားပေးတယ်ကျွန်တော်နဲ့တွေ့ရလူကဒါပေမဲ့ကျွန်တော်ရင်ခုန်လိုက်ပြီဆိုရင်ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ရင်ခုန်ခြင်းပဲသူဒီကိုယ့်ရဲ့အချစ်စစ်အချစ်မှန်ပဲဟုတ်ခီးသွားတဲ့ကောင်မလေးတွေကပို့ပြီးတော့လက်ထဲပေါ်ပို့ပေးကြတယ်ကျွန်တော်တို့ပို့ပြီးသူတို့က attractive ပို့ဖြစ်တာပေါ့နော်ခီးသွားတာကြိုက်တယ်ဆိုတော့နှစ်ခါညှိစရာမလိုဘူးပေါ့ဟုတ်ကျွန်တော်လည်းအားရင်ခီးသွားဖို့ပဲတွေးနေရလူဆိုတော့လေ